သင်ဟာလူတစ်ယောက်ရဲ့အပေါ်ယံအသွင်မြင်ကိုကြည့်ပြီးဒီလူဟာကောင်းတယ်လို့ထင်လိုက်မိရာကနေနောက်မှနောင်တရစရာတွေဖြစ်ခဲ့ဘူးလားဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာအန်ဒီယန်ရှိဆုံးနဲ့အားကောင်းဆုံးဖြစ်တဲ့စိတ်ပညာဆိုင်ရာထောင်ချတစ်ခုဖြစ်တဲ့ Halo Effect အကြောင်းကိုပြောပြပေးသွားမှာပါဒါကိုတင်သိသွားတဲ့အခါမှာတော့သင်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုကြည့်တဲ့အမြင်တွေကလည်းအားလုံးပြောင်းလဲသွားပါလိမ့်မယ်ဒါဆိုစလိုက်ရအောင် Halo ဆိုတာဘာလဲနဖျားတွေသူတော်စင်တွေရဲ့ဥကောင်းထက်မှာတောက်ပနေတဲ့အလင်းစဝိုင်းလေးတွေကိုသင်တို့မြင်ဖို့ကြပါလိမ့်မယ်။အဲ့ဒီစဝိုင်းလေးတွေကိုဟေလိုလို့ခေါ်ပါတယ်။ဟေလိုအဖတ်ဆိုတာစိတ်ပညာအရလူတစ်ယောက်ရဲ့ကောင်းကွက်တစ်ခုတည်းကိုပဲကြည့်ပြီးတော့ကြံတဲ့အချက်အားလုံးကိုပါကောင်းတယ်လို့ကောက်ချက်ချမိတာမျိုးကိုဆိုလိုတာပါ။အလင်းရောင်တစ်ခုကအမောင်တို့အားလုံးကိုဖုံးလွှမ်းသွားသလိုမျိုးပါ။ဥပမာရုပ်ရည်ချောမောတဲ့လူတစ်ယောက်ကိုအမတ်တမဲ့ကြည့်ပြီးတော့ဒီလူဟာစိတ်ထားကောင်းတယ်တော်မယ်ရိုးသားလိမ့်မယ်လို့အလိုလိုသတ်မှတ်လိုက်မိတာမျိုးပါ။မိတ်ဆွေတို့လည်းလူတစ်ယောက်ရဲ့အပြင်ပန်းကိုကြည့်ပြီးတော့ဒီလူကလူကောင်းပါလို့ကောက်ချက်ချလိုက်မိတာမျိုးခဏခဏဖြစ်မယ်လို့ထင်ပါတယ်။ဒါကို Halo Effect လို့ခေါ်ပါတယ်။တကယ်တော့လောကကြီးမှာအပေါ်ယံကြည့်အောင်နဲ့အရာရာဆုံးဖြတ်လို့မရပါဘူး။လှပတဲ့ပန်းဝင်လေးတွေမှာစူးလေးတွေရှိတတ်သလိုရုပ်ဆိုးဆိုးအသီးတွေမှာလည်းအာဟာရဓာတ်တွေပြေဝနေတတ်ပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းကတော့ကျမတို့ဟာနေ့စဉ်ဘဝမှာ Halo Effect ကြောင့်ဘလောက်တောင်အသုံးချခံနေရတယ်ဆိုတာပါပဲ။ဥပမာနာမည်ကြီး influencer တွေဆယ်လီတွေကပစ္စည်းတစ်ခုကိုကြော်ညာပြတာတုံးပြတာကိုယ်တိုင် product ထုတ်ရောင်းတာမျိုးဆိုရင်ကျမတို့ဟာအဲ့ဒီပစ္စည်းကအရေးသွေးမြင့်တယ်ကောင်းတယ်လို့စိတ်ကအလိုလိုသတ်မှတ်လိုက်မိပါတယ်တကယ်တော့သူတို့ရဲ့နာမည်ကြီးမှုနဲ့ဒီပစ္စည်းရဲ့အရေးသွေးကဘာမှမဆိုင်ပါဘူးဒါပေမဲ့ကျမတို့ရဲ့ဦးနောက်ကသူတို့တောင်တုံးနေတာပဲကောင်းမှာပဲလို့တွေးမိအောင်ဖန်တီးလိုက်တာမျိုးပါနောက်တစ်ခုကသူတွေတနာတွေအရာအယက်မောင်းပုံမြင့်တဲ့သူတွေရုပ်ရည်တက်မြင့်တဲ့သူတွေဟာအလုံးရနိုင်မှုမှာပိုပြီးအခွင့်အလမ်းရတတ်ကြပြီးလစာလည်းပိုများတာကိုတွေ့ရှိရပါတယ်။ဒါဆိုသူတို့ကပိုတော်နေလို့လား။တကယ်တော့သူတို့ကပိုတော်နေလို့မဟုတ်ပါဘူး။သူတို့ရဲ့ရုပ်ရည်က Halo Effect ဖြစ်လှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ဒီ Halo Effect ဟာအများအားမကောင်းနေတာတော့လည်းမဟုတ်ပါဘူး။ဒါပေမဲ့တခါတရံမှာတော့ကြီးမားတဲ့အမှားတွေစီကိုလည်းတွန်းပို့ပေးနိုင်ပါတယ်။ကျမတို့ကလူတစ်ယောက်ရဲ့အပေါ်ယံကိုကြည့်ပြီးသူ့ရဲ့တန်ဖိုးကိုလွယ်လွယ်ဆုံးဖြတ်မိလိုက်တဲ့အခါတကယ်အရေးချင်းရှိတဲ့သူတွေကနေရာကနေလွဲချော်သွားတတ်ကြပါတယ်။အဆိုးဆုံးကတော့ကျမတို့က Halo Effect ရဲ့လွှမ်းမိုးမှုကိုခံလိုက်ရတဲ့အခါမှာကျမတို့ရဲ့အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်စွမ်းတွေကိုပါပျောက်ဆုံးသွားစေတာပဲဖြစ်ပါတယ်။ဒါဆို Halo Effect ရဲ့တားကောင်ကနေလုံးမြောက်ဖို့အတွက်ဘယ်လိုတွေလုပ်ရမလဲအဖြေကတော့လူတစ်ယောက်ကိုတွေ့တဲ့အခါအဲ့ဒီလူရဲ့ဘယ်အချက်ကကိုယ့်ကိုဆွဲဆောင်နေတာလဲဆိုတာကိုပြန်မေးကြည့်ပါအဲ့ဒီအချက်တွေကိုသိရပြီဆိုတာနဲ့ဖယ်ထုတ်ပြီးတော့ကြံတဲ့အရည်ချင်းတွေကိုဆက်လက်လေ့လာကြည့်ပါပြီးရင် first impression ကိုအရင်အားမကိုးပါနဲ့အချိန်ပေးပြီးတော့သူတို့ရဲ့လုံရက်နဲ့စကားတုံ့ပြန်ပုံတွေကိုလေ့လာပြီးမှကောက်ချက်ချတတ်အောင်လေ့ကျင့်ပါပြီးရင်ကိုယ့်ကိုမေးခွန်းထုတ်ကြည့်ပါဒီလူကတကယ်ရောထက်မြက်ရဲ့လားဒါမှမဟုတ်ငါသူ့ကိုအထင်ကြီးနေတာလားဆိုပြီးပြန်မေးကြည့်ပါတကယ်တော့ကျမတို့ရဲ့ဦးနောက်ကအမြန်ဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့တိစောက်ထားတာပါဒါပေမဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ကတော့စ조사အားထုတ်မှုလိုအပ်ပါတယ်ဒီကုန်းချုပ်ရရင် Halo Effect ကိုနားလည်ထားမယ်ဆိုရင်သင်ဟာလူတွေရဲ့အပေါ်ယံအလှတရားနောက်ကိုမလိုက်တော့ပဲတကယ်အနှစ်သာရကိုမြင်တတ်တဲ့သူတို့ဖြစ်လာစေမှာပါသင်ရောလူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးတော့မှားယွင်းဆုံးဖြတ်မိတာမျိုးရှိခဲ့လားဆိုတာ comment မှာမျှဝေသွားပေးခဲ့ပါအောင်နော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ပေးမှာဖြစ်လို့ channel လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်